တခါကစိတ်တက်ကြပြီးအမြဲတမ်းတော့ကရောက်နေတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်သူဟာဘဝမှာကြုံတွေ့ရသမျှအခက်အခဲတေးသေးလေးတွေကိုတောင်အယံပူပင်တက်ပြီးညီးထွားနေတဲ့သူပါဒီနေ့တော့သူဟာတောထဲကပညာရှိအဖိုးတစ်ယောက်စီသွားပြီးသူ့ရဲ့တော့ကတွေကိုဘလို့ဖြေဖြောက်အောင်မလဲဆိုတာမေးမြန်းပါတယ်အဖိုးကဘာမှမပြောသေးပဲလူငယ်ကိုစားတဆုပ်သွားယူခိုင်းပါတယ်စားရလာတဲ့အခါအဖိုးကဒီစားတွေကိုရေတဖလားထဲမှာထည့်လိုက်စမ်းပြီးရင်ဒီရေကိုတောက်ကြည့်ပါအောင်ခိုင်းလိုက်ပါတယ်လူငယ်လေးကတောက်ကြည့်ပြီးမျက်နှာပြတ်သွားပါတယ်အဖိုးကရတာဘလို့လဲမေးလိုက်တဲ့အခါမှာလူငယ်ကရမ်းငံတာပေါ့အဖိုးရတောက်လို့တော့မရဘူးဖြေလိုက်ပါတယ်အဖိုးကပြုံးပြီးလူငယ်ကိုအနာကကြည်လင်တဲ့ရေကန်ကြီးတစ်ခုစီကိုခေါ်သွားပါတယ်ပြီးတော့ကြံတဲ့စားတဆုပ်ကိုအဲ့ဒီရေကန်နဲ့ပြစ်ထည့်ခိုင်းလိုက်ပါတယ်ဒီရေကန်ထဲကရေကိုတောက်ကြည့်စမ်းပါအောင်လူငယ်ကခတ်တောက်လိုက်တဲ့အခါဖိုးကအခုရောငံသေးသလားလို့မေးလိုက်ပါတယ်လူငယ်ကငံတော့ပါဘူးဖိုးရေကရမ်းချိုပြီးရေနဲ့အေးသွားတာပဲလို့ပြန်ဖြေပါတယ်အဲ့ဒီကမှအဖိုးကလူငယ်လေးရဲ့ပကုံးကိုကင်ပြီးအမျော်မြင်ကြီးစွာနဲ့ဒီလိုဆုံးမပါတယ်ဒါမျိုးလူဘဝတောကဒုက္ခဆိုတာဒီစားရစုပ်လိုပဲပမာဏကတော့အတူတူပါပဲဒါပေမဲ့အဲ့ဒီတောကကိုခံယူနေတဲ့မင်းရဲ့စိတ်ကဘလောက်ကျေပြောတယ်လဲဆိုတာပေါ်မှာမူတည်တယ်မင်းရဲ့စိတ်ကရေတဖလားလောက်ပဲသိငယ်နေရင်တောကအနှဲငယ်ဝင်လာတာနဲ့မင်းဘဝတစ်ခုလုံးငံသွားလိမ့်မယ်ဒါပေမဲ့မင်းရဲ့စိတ်ကိုရေကန်ကြီးလိုကျေပြန့်အောင်ထားလိုက်နိုင်ရင်တော့ဘလို့တောကညူရောက်လာပါစေမင်းရဲ့အေဂျင့်မှုကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူးဥယျာဉ်ဆုံးမလိုက်ပါတယ်